ငွေကင်းစကလေးငယ်သည်ရခင်ဘဝကလုပ်ငန်းခွင်၌ထိတ်ဆုံးသို့ရောက်ခါနေတွင်အလုတ်ပင်ပန်းလုံ၍တည်ဆုံးခဲ့ရပြီးယခုဘဝတွင်တထေးသမီးရွမ်ကျက်စမင်၏သမီးအဖြစ်ပြန်လည်မွေးဖွားလာခဲ့သည်ကလေးငယ်သည်စိတ်ထဲမှနေ၍မိမိအမေမှအခြေယူမကြည့်ဖြစ်ပြီးဖခင်ဖြစ်သူရှောင်းဆက်တန်မှမူဇနီးတဲ့၏စီးစိမ်ကိုမတ်မော၍တရုတ်ဆောင်ကောင်းနေသည့်လူယုံမှတဦးဖြစ်ကြောင်းတွေးတောနေခဲ့သည့်ထိုစဉ်ဖခင်ဖြစ်သူကကလေးမွေးပြီးစဇနီးတဲ့အားရှိစေရန်ဟုဆိုကသွေးငှက်တိုက်ဆွပြုတ်လာရောက်ခွင့်ကြွေးခဲ့သည်ထိုအချိန်တွင်ကလေးငယ်၏စိတ်အတန်၌ရိုက်ထုတ်လွှင့်မှုစနစ်စတင်ပွင့်သွားပြီးရင်းဤစိတ်အတန်ကိုတွေးသားတော်ဆက်သူအမေဖြစ်သူကကြားလိုက်ရသည်ကလေးငယ်ကစိတ်ထဲမှနေ၍ထိုစွပြုတ်ထဲတွင်အစိတ်ပါဝင်နေပြီးဖခင်ဖြစ်သူကဇနီးတဲ့ကိုဖျားနာတည်ဆုံးစေကကုမ္ပဏီကိုတိမ့်ပိုက်ရန်ကြံစည်နေကြောင်းထို့ပြင်အပြင်ဘက်တွင်လည်းနောက်ထပ်မိသားစု3စုနှင့်တရားမဝင်ကလေး3ယောက်ကိုလှုပ်ဝက်မွေးထားကြောင်းအသေးအတန်အော်ဟစ်ဖွင့်ချလိုက်သည့်ဤစိတ်အတန်ကြောင့်အမှန်တရားကိုသိရှိသွားသည့်ဂျက်ဆမင်သည်အလွန်တုန်လှုပ်သွားပြီးမတင်ကားစိတ်ဖြင့်ထိုစွပြုတ်ကိုရှောင်ဆက်တန်အားပြန်လဲတောက်ခိုင်းလိုက်တော့သည်မွေးကင်းစသမီးလေးသည်မိမိ၏စိတ်အတန်ကိုအမေဖြစ်သူတကယ်ကြားမကြားစမ်းသက်ကြည့်ရမှာဂျက်ဆမင်ကအချက်ပြကောင်းကြီးပြသဖြင့်အမေဖြစ်သူအသက်ဘေးမှလွတ်မြောက်တော်မူကိုသိရှိကဝမ်းသာသွားခဲ့သည်ထိုစဉ်ဖခင်ဖြစ်သူရှောင်းဆက်တန်ကဇနီးတဲ့အားတွေးငှက်တိုက်ဆွပြုတ်ကိုမဖြစ်မနေတောက်သုံးရန်နှင့်မိမိကိုယ်တိုင်လည်းအရသာမြေဆန်းထားပြီးဖြစ်ကြောင်းပြောဆိုကဆိုအတင်းခွင့်ကြွေးရန်ကြိုးစားခဲ့သည့်ပုခတ်ထဲကသမီးလေးကဖခင်ဖြစ်သူသည်အစိတ်ပမာဏကိုကွက်တိတွက်ချက်ကလူမတေယုံသာခွင့်ကြွေးရန်ကြံစီနေသည့်လူယုံမှဖြစ်ကြောင်းစိတ်ထဲမှထပ်မံဖွင့်ချလိုက်သည့်သမီးလေး၏စိတ်တန်ကြောင့်အရာအလုံးကိုသိရှိသွားသည့်ဂျက်ဆမင်ကပြည့်ရဲ့ပြောင်းလဲကထိုစွပြုတ်ကိုရှောင်းဆက်တန်အားပြန်လဲတောက်ခိုင်းလိုက်သည့်ရှောင်းဆက်တန်ကပြားရခက်ကညှင်းဆန်ရန်ကြိုးစားတော်လဲဂျက်ဆမင်ကဒီစွပြုတ်ထဲမှာကျမတောက်လို့ရပြီးရှင်တောက်လို့မရတဲ့အရာတစ်ခုခုပါနေလို့လားဟုအေးဆက်စွာဖိအားပေးမင်းမြန်းရာသမီးလေးကလည်းပကတ်ထဲမှနေ၍အားရပါရရေမောရင်းအမေဖြစ်သူ၏ပြတ်သားသောတုံ့ပြန်မှုကိုစိတ်ထဲမှအားပေးနေပြီးရှောင်းဆက်တန်တယောက်ချွေးစေးများပြန်လာပါသည်ရှောင်းဆက်တန်ကအစိတ်ပါသောသွေးငှက်တိုက်စွပြုတ်ကိုမတောက်ရဲသဖြင့်ဖယ်ရှားရာမှာပကတ်မှာကျမ်းပြင်ပေါ်သို့ဖိတ်ကြကွဲအပ်သွားခဲ့သည်ထိုစဉ်ဂျက်ဆမင်၏အဖေဖြစ်သူတထေးကြီးရွမ်ကျန့်ရွမ်အခန်းထဲသို့ရောက်ရှိလာခဲ့ပြီးဒူးထောက်ကအမိုက်သိမ်းနေသည့်ရှောင်းဆက်တန်ကိုအေးဆက်စွာကျိမ်းမောင်းခဲ့သည်ဂျက်ဆမင်ကအဖေဖြစ်သူအားမိမိဘာသာမတော်တဆပုတ်ချမိခြင်းဖြစ်ကြောင်းကာကွယ်ပေးသလိုဖြင့်ပြည့်ရဲ့တုံးနေခဲ့သည်ထိုအချိန်တွင်ပကတ်ထဲကသမီးလေးကစိတ်ထဲမှနေ၍ထိုစွပြုတ်ထဲတွင်အစိတ်ပါဝင်နေပြီးရှောင်းဆက်တန်သည်ဂျက်ဆမင်၏အသက်ကိုရန်ရှာကစီးစိမ်လူရန်ကြံစီနေကြောင်းအပြင်ဘက်တွင်လည်းနောက်ထပ်မိသားစု3စုနှင့်တရားမဝင်ကလေး3ယောက်ကိုလှုပ်ဝက်မွေးထားကြောင်းအသေးအတန်အော်ဟစ်ဖွင့်ချလိုက်သည့်သမီးလေး၏စိတ်တန်ကိုအဖိုးကြီးနှင့်ဂျက်ဆမင်တို့နှစ်ဦးစလုံးကြားလိုက်ရသဖြင့်အလွန်မင်းထိတ်လန့်တုန်လှုပ်သွားကြသည်မိမလေးရဲ့စိတ်တန်ကြောင့်အမှန်တရားကိုသိရှိသွားတဲ့တထေးကြီးရွမ်ကျန့်ရွမ်ဟာသမီးဖြစ်သူဂျက်ဆမင်ကိုအစိတ်ခွန်ကြွေးပြီးစီးစိမ်လူဖို့ကြံစီနေတဲ့တမတ်ဖြစ်သူရှောင်းဆက်တန်ကိုဒေါသတကြီးနဲ့အပြက်ရှင်းပစ်ခဲ့ပါတယ်ရင်းကရှောင်းဆက်တန်ကိုဖိတ်ကြနေတဲ့စွပြုတ်တွေကိုလက်ပလာနဲ့ပြောင်းဆင်အောင်တင်ခိုင်းပြီးအခန်းထဲကနေမောင်းထုတ်လိုက်ရုံတင်မကပဲမနက်ဖြန်ကစပြီးရွမ်ကုမ္ပဏီအုပ်စုရဲ့စီမံကိန်းအားလုံးကနေဖယ်ရှားကစီးပွားရေးလမ်းကြောင်းကိုအပြတ်ဖြတ်တောက်လိုက်ပါတယ်အရှက်ရစွာနဲ့အခန်းပြင်ကိုနှင်ထုတ်ခံလိုက်ရတဲ့လူယုံမာကိုကြည့်ပြီးပကတ်ထဲကသမီးလေးကလည်းစိတ်ထဲကနေသဘောကျကျဉ်နဲ့နေမိပါတယ်နောက်ဆုံးမှာတော့အဖိုးကြီးကသမီးဖြစ်သူဂျက်ဆမင်ကိုနှွေးထွေးစွာနှက်သိမ့်ပေးခဲ့ပြီးဂျက်ဆမင်လည်းနောက်တရားမျက်ရည်ကျရင်မိသားစုပြန်လဲအဆင်ပြေသွားကြပါတယ်အဖိုးကြီးရွမ်ကျန့်ရွမ်ကသမီးဖြစ်သူဂျက်ဆမင်အားရှောင်းဆက်တန်နှင့်ချက်ချင်းကွာရှင်းပြီးအိမ်ပြန်လိုက်ခဲ့ရန်ဒေါသတကြီးပြောဆိုခဲ့တော်လဲဂျက်ဆမင်ကထိုလူယုံမာအားဘာတန်ရမှမရပဲလွယ်လွယ်နဲ့ထွက်သွားခွင့်မပေးနိုင်ပဲဘဝပြတ်သွားသည့်အထိကလဲစားချေမည်ဟုနာကြီးစွာကြုံဝခဲ့သည်ထို့နောက်အဖိုးကြီးကဖိတ်ကြနေသည့်စွပြုတ်များကိုအစိတ်ပါမပါစစ်ဆေးရန်တက်ခွဲကန်းသို့ပို့ဆောင်ခိုင်းခဲ့ပြီးဂျက်ဆမင်ကမိမိပိုင်ဆိုင်သည့်ရွမ်ကုမ္ပဏီအုပ်စု၏ရှယ်ယာ300%ကိုပါရှောင်းဆက်တန်၏ကုမ္ပဏီအတွက်ဘဏ်၌အာမခံအဖြစ်ပေးအပ်ခဲ့မိကြောင်းငိုယိုရင်ဖွင့်ခဲ့သည်ပကတ်ထဲကသမီးလေးကလည်းထိုရှယ်ယာ300%သည်ဘိုးဘိုးကြီးကအမေအတွက်ပေးထားသည့်မင်္ဂလာတင်တောင်းစရိတ်ဖြစ်သဖြင့်အဆုံးရှုံးမခံနိုင်ကြောင်းစိတ်ထဲမှအသေးအတန်အော်ဟစ်ခဲ့သည့်သမီးလေး၏စိတ်တန်ကြောင့်တမတ်ဖြစ်သူကမိမိတို့ကွယ်ရာတွင်ကုမ္ပဏီရှယ်ယာများကိုပါအလွဲသုံးစားလုပ်ခဲ့သည်ကိုသိရှိသွားသောအဖိုးကြီးရွမ်ကျန့်ရွမ်သည်ဒေါသအလွန်အမင်းထွက်ကမိမိကွယ်ရာတွင်ဆုံးဖြတ်ခဲ့သည့်သမီးဖြစ်သူ၏မိုက်မဲမှုကိုဒေါသကြီးအော်ဟစ်ကျိမ်းမောင်းလိုက်ပါသည်ဂျက်ဆမင်ကရှောင်းဆက်တန်ရဲ့မလုံးတွေကိုယုံပြီးပတ်စံတွေအလိန်ခံခဲ့ရကြောင်းအဖေဖြစ်သူကိုနောက်တရစွာငိုယိုပြောပြခဲ့ပါတယ်ဒါအပြင်ရှောင်းဆက်တန်ကသူ့မပိုင်နဲ့တောင်ထိပ်ပီလာအိမ်ကိုထပ်မံရောင်းချခိုင်းပြီးကုမ္ပဏီမှာငွေတန်းတရာထပ်ဆိုင်ဖို့စာချုပ်နဲ့အကြက်ကင်နေပြန်ပါတယ်ပုခတ်ထဲကသမီးလေးကတော့ဖခင်ဖြစ်သူဟာအဲ့ဒီငွေတွေရရင်ကုမ္ပဏီကိုဒေဝါလီခံဖြတ်သိမ်းပြီးအမေကိုအကျွေးပတ်လဲဝိုင်းကဘဝပြတ်အောင်ထောင်ချောက်ဆင်နေတာဖြစ်ကြောင်းစိတ်ထဲကနေထပ်မံဖွင့်ချလိုက်ပါတယ်သမီးလေးရဲ့စိတ်တန်ကြောင့်အကွက်ဆုံကိုသိရှိသွားတဲ့အဖိုးကြီးကအဲ့ဒီစာချုပ်ကိုလက်မှတ်ထိုးပေးလိုက်ဖို့သမီးဖြစ်သူကိုပြောခဲ့ပါတယ်ရင်းကရှောင်းဆက်တန်ရဲ့အလိုကျလိုက်လုပ်ပေးမဲ့ဟန်ဆောင်ပြီးပတ်စံတပြားမှပေးမည်မဟုတ်ကြောင်းနဲ့ဤအခွင့်အရေးကိုတုံးလို့ရှောင်းဆက်တန်ရဲ့လက်ထဲကရှယ်ယာအားလုံးကိုပါပြန်လဲအပိုင်သိမ်းဖြစ်ဖို့ပြတ်သားစွာဆုံးဖြတ်လိုက်ကြပါတယ်ဂျက်ဆမင်ကရှောင်းဆက်တန်ရဲ့ဟန်ဆောင်တောင်းပန်မှုကိုစိတ်ဆိုးပြေခြင်းရောက်ဆောင်ပြီးသူတောင်းဆိုထားတဲ့အရင်ဒီတိုးမြင့်မှုစာချုပ်ကိုပြည့်ရဲ့နဲ့လက်မှတ်ထိုးပေးလိုက်ပါတယ်စာချုပ်ရလို့လောဘရာကြီးဝမ်းသာနေတဲ့ရှောင်းဆက်တန်ကရန်ပုံငွေတွေဘယ်တော့ရမလဲလို့မျက်နှာချိုသွေးပြီးမေးမြန်းခဲ့ပါတယ်ပုခတ်ထဲကသမီးလေးကတော့ဖခင်ဖြစ်သူရဲ့လောဘတက်နေပုံကိုကြည့်ပြီးအမေကိုမလုံးကြီးကြီးနဲ့ဆက်များထားဖို့စိတ်ထဲကနေလမ်းညွှန်နေမိပါတယ်ဂျက်ဆမင်ကလည်းကလေးမွေးပြီးစမှုမေ့လျော့သွားဟန်နဲ့အဖေထံအပ်ထားတဲ့ရုံမအနံငွေ trust fund ဟာနောက်ပတ်မှတက်တန်းပြည့်မှာဖြစ်လို့ရက်ပိုင်းလောက်အချိန်ထပ်ပေးဖို့ပြန်ပြောကတန်ပြန်1600မြားခေါ်လိုက်ပါတယ်ဂျက်ဆမင်ကအဖေထံအနံထားသောရုံမအနံငွေမှာတတ်မှတ်ကာလအတွင်းပိတ်ထားသဖြင့်ကြိုထုတ်ပါကအရင်ပါဆုံးရှုံးနိုင်ကြောင်းပြောဆိုကရှောင်းဆက်တန်၏ငွေကြေးတောင်းဆိုမှုကိုဟန်ဆောင်ရင်းပယ်ခဲ့သည့်ပုခတ်ထဲကသမီးလေးကမူဖခင်ဖြစ်သူသည်ကုမ္ပဏီပတ်စံများအလွဲသုံးစားလုပ်ထားသည်ကိုဖုံးကွယ်ရန်နှင့်အပြင်ကလှုပ်ဝက်မိသားစု3စု၏တုံ့ပြုံးမှုများအတွက်အမေထံမှငွေတန်းတရာကိုလိမ်လည်ရန်အသေးအတန်ကြံစည်နေခြင်းဖြစ်ကြောင်းစိတ်ထဲမှဖွင့်ချခဲ့သည့်ထိုအခါရှောင်းဆက်တန်ကကုမ္ပဏီတွင်ပြဿနာမရှိဟန်ဖြင့်လေတံပြောင်းကလှည့်ထွက်သွားခဲ့သည့်ထိုအချိန်တွင်အတွင်းရေးမှုဖြစ်သူကငှက်တိုက်စွပြုတ်၏တခွဲခန့်အဖြေကိုလာရောက်ပေးအပ်ရာမြင်းထဲတွင်မိဖွားပြီးစမိခင်များကိုခန္ဓာကိုယ်ပျက်စီးတည်ဆုံးစေနိုင်သည့်ဇီဝအစိတ်တောက်ပါဝင်နေကြောင်းပေါ်ပေါက်လာခဲ့သည့်ဤသက်တေကြောင့်အဖိုးကြီးရွမ်ကျန့်ရွမ်သည်ဒေါသအလွန်အမင်းထွက်ကကတင်ကိုလက်သီးဖြင့်ရိုက်ချခဲ့ပြီးဂျက်ဆမင်ကိုယ်တိုင်လည်းဖခင်ဖြစ်သူ၏ရုံမာမှုကိုမျက်မြင်တွေ့ရှိသွားကမျက်ရည်များကျရင်းရှောင်းဆက်တန်အားနာကြီးပြတ်သားစွာကလဲစားချေရန်ဆုံးဖြတ်လိုက်ကြသည်
ဂျက်ဆမင်ကသူမရဲ့ရှယ်ယာ3%ကိုရှောင်ဆက်တန်အတွက်ဘန်မှာအာမခံပေးခဲ့မိယုံတင်မကပဲငွေကြေးတွေအများကြီးအလိမ်ခံခဲ့ရကြောင်းအဖေဖြစ်သူကိုနောက်တရားစွာရင်ဖွင့်ခဲ့ပါတယ်။စုံထောက်စီရင်ခံစာတွေအရရှောင်ဆက်တန်ဟာအတိတ်ကကိုဝင်ဆောင်ရေးစားအုပ်ကိုစွန့်ပစ်ခဲ့တဲ့အပြင်လက်ရှိမှာလည်းအပြင်ဘက်မှာလျှို့ဝှက်မိသားစု3စုနဲ့တရားမဝင်ကလေး3ယောက်ကိုလျှို့ဝှက်မွေးထားပြီးကုမ္ပဏီမှာလည်းတစ်သက်လုံးထောင်ကျနိုင်တဲ့ဘဏ္ဍာရေးအလွဲသုံးစားမှုတွေကျူးလွန်ထားကြောင်းပေါ်ပေါက်လာပါတယ်။ရှောင်ဆက်တန်ဟာတင်းရဲ့အရှုပ်ထုတ်တွေကိုဖုံးကွယ်ဖို့ဂျက်ဆမင်စီကငွေတန်းတရာရမယ့်ရက်ကိုမျက်နှာချိုသွေးပြီးလာမေးခဲ့ပေမဲ့ပကတ်ထဲကသမီးလေးကတော့ဖခင်ဖြစ်သူရဲ့ရုံမာမှုတွေကိုစိတ်ထဲကနေအကုန်ဖွင့်ချနေမိပါတယ်။နောက်ဆုံးမှာတော့ဂျက်ဆမင်ကစာချုပ်ကိုလက်မှတ်ထိုးပေးလိုက်တဲ့ဟန်နဲ့ညံစင်ပြီးသူမရဲ့ပတ်စံတွေကိုတခြားစီမံကိန်းတစ်ခုမှာအကုန်ရင်းနှီးမြှုပ်နှံလိုက်ပြီးဖြစ်လို့ပေးစရာငွေတန်းတရာမရှိတော့ကြောင်းအေးဆက်စွာပြောချလိုက်တာကြောင့်ရှောင်ဆက်တန်တယောက်အလွန်အမင်းထိတ်လန့်တုန်လှုပ်သွားရပါတယ်။ဂျက်ဆမင်ကသူမရဲ့ပတ်စံတွေကိုတခြားစီမံကိန်းမှာရင်းနှီးမြှုပ်နှံလိုက်ပြီးဖြစ်လို့ပေးစရာငွေတန်းတရာမရှိတော့ကြောင်းပြောချလိုက်တဲ့အခါရှောင်ဆက်တန်တယောက်ဒေါသတကြီးနဲ့ပြရာခတ်သွားပါတယ်။ဂျက်ဆမင်ကလည်းစာချုပ်ထဲမှာရက်စွဲမပါတာကိုထောက်ပြပြီးညံစင်ခဲ့တဲ့အပြင်ရှောင်ဆက်တန်လျှို့ဝှက်မွေးထားတဲ့မိသားစု3စုရဲ့တက်တေတက်ပုံတွေကိုပါမျက်နှာရှိချပြပြီးရင်းရဲ့ဟန်ဆောင်မှုတွေကိုအပြတ်ရှင်းပစ်လိုက်ပါတယ်ထို့အချိန်မှာပဲရဲရရှိတွေရောက်လာပြီးရှောင်ဆက်တန်ကိုကုမ္ပဏီအလွဲသုံးစားမှုရန်ပုံငွေခိုးယူမှဦးနဲ့ဂျက်ဆမင်ကိုအစိတ်ခတ်တက်ဖို့ကြံစီမှုတွေနဲ့လက်ထိတ်ခတ်ဖမ်းဆီးပါတော့တယ်။ရှောင်ဆက်တန်ကကြမ်းပြင်ပေါ်တူးထောက်ကျသွားရင်လင်မယားတန်ရောစင်မငဲပဲရက်ဆက်တယ်လို့နာကြီးစွာအော်ဟစ်ခဲ့ပေမဲ့ဂျက်ဆမင်ကတော့မိမိကိုတက်ဖို့ကြံပြီးအပြင်ကမိသားစုတွေကိုပတ်စံခိုးကျွေးတုန်းကတန်ရောစင်ကိုတတိယခဲ့လားလို့ပြန်လည်ပြောဆိုကဒါဟာမင်းကိုယ်တိုင်လုပ်ခဲ့တဲ့ကိုပြုတဲ့ကံကိုထံပြန်လာတာပဲလို့ပြတ်သားစွာတုံ့ပြန်ပြီးအဆုံးသတ်လိုက်ပါတယ်။ဂျက်ဆမင်ကအဖေဖြစ်သူရဲ့နှစ်သိမ့်မှုနဲ့အတူသူမရဲ့8နှစ်တာတန်ရောစင်ကိုလူမာပြီးပေးဆက်ခဲ့မိခြင်းအတွက်နောင်တရစွာငိုယိုရင်ဖွင့်ခဲ့ပါတယ်။ပကတ်ထဲကသမီးလေးကတော့အမေကိုစိတ်မပူရန်နဲ့ယခုအချိန်မှစပြီးစီးပွားရေးကိုသာအာရုံစိုက်ကရွှမ်းမိသားစုလုပ်ငန်းကြီးကိုအောင်မြင်အောင်လုပ်ဆောင်ဖို့စိတ်ထဲကနေအားပေးစကားဆိုခဲ့ပါတယ်။ဂျက်ဆမင်ကလည်းသမီးလေးရဲ့အတွေးတွေကိုကြားသိပြီးအပြုံးနဲ့ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှောင်ဆက်တန်ဟာကင်းကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့်ထောင်ဒဏ်20ချမှတ်ခြင်းခံရပြီးရင်းရဲ့ကုမ္ပဏီကိုလည်းရန်မီသားစုကတရားဝင်လွှဲပြောင်းရယူလိုက်ပါတယ်။အပြင်ဘက်ကလှုပ်ဝက်မီသားစုတွေထဲမှာဇိုးအီဟာပူးတွဲတရက်ခံအဖြစ်ဖမ်းဆီးခံရပြီးလင်ဒါကတော့အကျွေးပက်လေဝိုင်းကဘာမှမရှိတော့ပဲရခင်ခန်းဆုပ်လေးစီပြန်သွားရတယ်လို့ဟယ်လင်ကတော့တားဖြစ်သူကိုခေါ်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဂျက်ဆမင်ကတော့စေယုံကဆင်းပြီးနောက်ထက်မြက်ပြတ်သားတဲ့အမျိုးသမီးကောင်းဆောင်တဦးအဖြစ်ကုမ္ပဏီကိုအောင်မြင်စွာဦးစီးနိုင်ခဲ့ပြီးပွဲလန်းတပင်တစ်ခုမှာ Prosperity Group ရဲ့ဒုတိယဥက္ကဋ္ဌ Philip Ford နဲ့ထပ်မံဆုံတွေ့ရင်ဂျက်ဆမင်ကရဲ့ဒုတိယဥက္ကဋ္ဌ Philip Ford ရဲ့မျက်နှာချိုသွေးပြီးလာရောက်နှုတ်ဆက်မှုကိုယဉ်ကျေးစွာတုံ့ပြန်ခဲ့ပါတယ်။ဒါပေမဲ့ပကတ်ထဲကသမီးလေးကတော့ Philip Ford ရဲ့ကုမ္ပဏီဟာကျွေးမြီတွေပြီးဒေဝါလီခံရတော့မဲ့အခြေအနေဖြစ်ကြောင်းသူဝတ်ထားတဲ့နာယီကအစာငှားလာတာဖြစ်ပြီးသူပြတဲ့စွမ်းအင်တစ်စီမံကိန်းဆိုတာကလည်းရွယ်လုပ်ငန်းစုစီကငွေတန်း900ကိုလိမ်လည်ပြီးရင်းရဲ့လောင်းကစားကျွေးမြီတွေတွားဆက်ဖို့ကြံစီထားတဲ့ပုံစီလိမ်လည်မှုအကွက်ကြီးဖြစ်ကြောင်းစိတ်ထဲကနေအကုန်ဖွင့်ချလိုက်ပါတယ်သမီးလေးရဲ့စိတ်တန်ကြောင့်အမှန်တရားကိုသိရှိသွားတဲ့ဂျက်ဆမင်ကဖီလစ်ဖို့တောင်းဆိုတဲ့ငွေတန်း900ရင်းနှီးမြှုပ်နှံမှုအပေါ်ရင်းရဲ့လောင်စာရှုံးထားတဲ့ကိစ္စတွေနဲ့ကွန်ပျူတာတွေကမော်ဒယ်မလေးတွေကိုနှုတ်ပိတ်ခပေးမဲ့ကိစ္စတွေကိုထောက်ပြပြီးလူပုံအလဲမှာအဆက်ခွဲကညံစင်တုတ်ပြန်ခဲ့ပါတယ်ထို့နောက်လုံခြုံရေးတွေကိုခေါ်ပြီးဒီလူလိန်ကိုအပြင်သို့မောင်းထုတ်ခိုင်းခဲ့ပါတယ်ဖီလစ်ဖို့ကနာကြီးစွာနဲ့ရန်ညိုးခွဲချင်းချောက်သွားခဲ့ပေမဲ့ဂျက်ဆမင်ကတော့ရင်းတို့ကုမ္ပဏီဟာမနှက်ဖြန်ကြရင်ပဲတရားဝင်ပျက်စီးတော့မှာဖြစ်ကြောင်းအေးဆက်စွာတုတ်ပြန်ခဲ့ပြီးအဖေဖြစ်သူကလည်းတမီးဖြစ်သူရဲ့ပြတ်သားတဲ့ကင်တွယ်ပုံကိုချီးမွမ်းစကားဆိုရင်ဘဝတစ်မှာအောင်မြင်စွာရှောက်လန်းနိုင်ခဲ့ကြပါတယ်အစည်းအဝေးခန်းမ၌တန်ဖခင်ဖြစ်သူကဂျက်ဆမင်အားကလေးတစ်ဖက်နှင့်တကိုယ်ရည်မိခင်ဖြစ်ုံများဖြင့်ရွမ်3ဘီလီယံတန်နိုင်ငံဖြတ်ကျော်ပူးပေါင်းဝယ်ယူမှုစီမံကိန်းကိုနားမလည်နိုင်ဟုအထင်သေးပြောဆိုကရှယ်ယာအမျက်ဝေစုသာထိုင်စားရန်ပြောခဲ့သည်ငင်းဤသားဟောက်ဝက်ကလည်းဂျက်ဆမင်အားယာတူးမှဖယ်ပေးရန်အကြက်ကင်ခဲ့သည်သို့တော့ပကတ်ထဲကသမီးလေးကမူရင်းတို့သားအဖပြောနေသည့်နိုင်ငံတကာကုမ္ပဏီဆိုသည်မှာတရားမဝင်ဖွင့်ထားသည့်ကုမ္ပဏီအတူတာဖြစ်ပြီးငွေလွှဲသည်နှင့်အလွဲသုံးစားလုပ်ရန်ကြံစည်ထားကြောင်းထို့ပြင်ဟောင်းဝက်သည်ပြပြီးခဲ့သည့်လကကားတိုက်မှုကျူးလွန်ကလူတက်ခဲ့ပြီးအဖေဖြစ်သူကကုမ္ပဏီရန်ပုံငွေများဖြင့်လူစားထိုးအမှုစဉ်ဖုံးကွယ်ပေးထားကြောင်းစိတ်ထဲမှာအကုန်စင်ဖွင့်ချလိုက်သည်သမီးလေး၏စိတ်တန်ကြောင့်အကွက်ဆောင်ကိုသိရှိသွားသည့်ဂျက်ဆမင်ကတန်ဖခင်ဖြစ်သူ၏ဟန်ဆောင်မလုံးပေးမှုများကိုတံပြန်ထောက်ပြပြီးရင်းတို့သည်ရွယ်လုပ်ငန်းစု၏ငွေများကိုကိုယ်အိတ်ကတ်ထဲထည့်ရန်ကြံစီနေခြင်းဖြစ်ကြောင်းလူပုံအလဲတွင်အဆက်ခွဲခဲ့သည်တန်ဖခင်ဖြစ်သူကဒေါသတကြီးညှင်းဆန်ပြီးဟောင်းဝက်ကလည်းရန်ရှာရန်ကြိုးပမ်းခဲ့တော်လဲဂျက်ဆမင်ကအေးဆက်တည်ငြိမ်စွာဖြင့်ရဲစခန်းနှင့်ဗန်နာရေးဌာနကိုလမ်းခေါ်ခိုင်းခဲ့သည်ထို့နောက်သမီးလေးကိုပွေ့ချီကဟောင်းဝက်၏လူစားထိုးဖုံးကွယ်ထားသောကားတိုက်မှုနှင့်ကုန်တဏီရန်ပုံငွေခိုးယူမှုတက်သေးများကိုတဲတိုးဖွင့်ချလိုက်ရာဟောင်းဝက်မှာထိတ်လန့်တုန်လှုပ်သွားပြီးတန်ဖခင်ဖြစ်သူလည်းလက်ညှိုးတုံကြီးကအကြီးကျယ်ရှုံးနိမ့်သွားရသည်ရွမ်ကုမ္ပဏီအုပ်စုတို့ရှောင်းဆက်တန်ဤမိခင်ဟန်ဆောင်ထားသည့်အဖွားအိုရောက်ရှိလာပြီးဂျက်ဆမင်အားလူအများရှိတွင်ဆဲဆိုတောင်းကျမ်းကငွေညစ်ရန်နှင့်ကလေးကိုပါလူယူရန်ကြိုးပမ်းခဲ့သည်တိုးတော့ပကတ်ထဲကသမီးလေးကမူထိုးဖွားအိုသည်ရှောင်းဆက်တန်ဤအမေရင်မဟုတ်ပဲအတိတ်ကဆေးရုံတွင်ရင်းဤဖျားနာနေသောတားရင်အတွက်ကလေးချင်းလဲလှယ်ခဲ့ခြင်းဖြစ်ကြောင်းယခုလည်းထိုငွေများဖြင့်တားရင်ကိုဆေးကူရန်ကြံစီနေခြင်းဖြစ်ကြောင်းစိတ်ထဲမှဖွင့်ချလိုက်သည်သမီးလေး၏စိတ်တန်ကြောင့်အမှန်တရားကိုသိရှိသွားသည့်ဂျက်ဆမင်ကထိုဖွားအိုအားမိခင်ရင်မဟုတ်ကြောင်းတဲတိုးဖွင့်ချခဲ့ပြီးအတိတ်ကကလေးချင်းလဲလှယ်ခဲ့သည့်လူကုန်ကူးမှုနှင့်ရှောင်ဆက်တန်ပေးအပ်ထားသည့်တရားမဝင်ငွေမဲရွမ်10တန်းကိုလက်ခံထားသည့်အမှုများဖြင့်ရဲစခန်းသို့တိုင်ကြားကဖမ်းဆီးခိုင်းခဲ့သည်အဖွားအိုမှထွက်ပြေးရန်ကြိုးစားတော်လဲရဲရရှိများ၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးစစ်ဆေးမေးမြန်းခန်းတွင်အင်းကျူးလွန်ခဲ့သည့်ပြစ်မှုများနှင့်ငွေမဲဝတ်ထားသည့်နေရာများကိုရဲတပ်ဖွဲ့ထံဝန်ခံထွက်ဆိုလိုက်ရကပြစ်မှုမြောက်များစွာဖြင့်ထိုက်တန်သည့်ပြစ်ဒဏ်ကိုရရှိသွားသည်ရွယ်မီသားစုစီးပွားရေးလုပ်ငန်းစုရဲ့နှစ်30ပြည့်အထိမ်းအမှတ်ပွဲနဲ့သမီးလေးရဲ့3နှစ်ပြည့်မွေးနေ့ပွဲမှာဂျက်ဆမင်တယောက်ဘဝတစ်ကိုပျော်ရွှင်စွာဖြတ်တန်းနေပါတယ်ထိုပွဲတွင်လူငယ်တယောက်ကဂျက်ဆမင်အားယဉ်ကျေးစွာဖြင့်အတူတွဲကရန်ဖိတ်ခေါ်ခဲ့ပါတယ်ပကတ်ထဲကသမီးလေးကမူစိတ်ထဲကနေထိုလူငယ်သည်နာမည်ကြီးတက္ကသိုလ်ကပွဲရထားပြီးအကျင့်စာရိတကောင်းမွန်သူဖြစ်ကြောင်းအမေကိုတိတ်တဆိတ်သဘောကျနေခဲ့သည်မှာနှစ်အတော်ကြာပြီဖြစ်ပြီးဖုန်းဟော်ဖေးပမာပင်အမေတပ်ပုံကိုတုံးထားကြောင်းအကုန်စင်ဖွင့်ချပေးခဲ့ပါတယ်
သမီးလေးရဲ့စိတ်တန်ကြောင့်ထိုလူငယ်ရဲ့စိတ်ရင်းမှန်ကိုသိရှိသွားတဲ့ဂျက်စမင်ကဖိတ်ခေါ်မှုကိုဝမ်းသာအားရလက်ခံလိုက်ပြီးခမ်းမအလယ်မှာလိုက်ဖက်ညီစွာအတူတူတွဲကားခဲ့ကြပါတယ်အဖိုးဖြစ်သူကလည်းမြေမလေးအားဘာတွေသဘောကျနေလဲမေးရသမီးလေးကအမေသည်ကဘာပေါ်မှာအထက်မြတ်ဆုံးဖြစ်ကြောင်းချီးမွမ်းခဲ့ပါတယ်နောက်ဆုံးမှာတော့သမီးလေးကရင်းတို့ရဲ့ဘဝတစ်တည်အခုမှစတင်တာဖြစ်ပြီးနောက်နာဂတ်မှာလည်းအမေအနာမှာအမြဲရှိနေကအလှပဆုံးအရာတွေကိုအတူတူစောင့်ကြည့်သွားမည့်အကြောင်းကျေနပ်ပီတိဖြစ်ရင်ဇလန်းလေးပြီးဆုံးသွားပါတယ်